ဒီလို percentage ပုံစံတွေကိုတွက်ထုတ်သွားနိုင်ပြီဆိုရင်လက်တွေမှာကိုယ်ကိုလာပြီးတော့ 75% or $24 နဲ့$50ဘယ်ဟာကိုရွေးချယ်မလဲလို့ဆိုပြီးတော့ရွေးချယ်ခွင့်ပေးခဲ့မယ်ဆိုရင်ဘယ်ဟာကိုရွေးချယ်မလဲပေါ့နော်ခဏလောက်စဉ်းစားနိုင်ပါတယ်အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဆရာကျော်မက်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မနေ့က percentage shortcut ဗီဒီယိုအတူလေးကိုမျှဝေပေးပြီးတဲ့နောက်မှာဒီနေ့မှာတော့မနေ့က percentage alert နည်းဆိုပြီးတော့မျှဝေပေးထားတဲ့ဥပမာတွေဖြစ်တဲ့ 20% or $50 ဒီအောင်ကိုဘယ်လိုရှာမလဲဆိုရင်မနေ့ကနေ့အတိုင်းပဲ3ညာတစ်လုံးချင်းကျွန်တော်တို့ခြေလိုက်ပြီးတော့ကြန့်ရှိခဲ့တဲ့2နဲ့5ကို multiply လုပ်လိုက်မယ်ဒါဆိုရင်သူ့ရဲ့အဖြေလေးက$10ပဲရရှိမှာဖြစ်ပါတယ်ထပ်မံပြီးတော့ 30% or $70ဆိုရင်ကျွန်တော်တို့မနေ့ကနေ့လေးအတိုင်းဆိုရင်3ညာတစ်လုံးချင်းကျွန်တော်တို့ဖယ်ထုတ်ပြီးတော့ကြန့်ရှိခဲ့တဲ့3နဲ့7ကို multiply လုပ်လိုက်တဲ့အခါမှာရရှိလာမယ်$21ပေါ့နော်ဒီလိုပု္ပ္ပစာတွေတင်မကဘဲနဲ့ဒီနေ့မှာဆိုရင်တော့ဘလို့ရာခိုင်နှုန်းမယ်လားရာခိုင်နှုန်းဆိုတာနဲ့တွက်ထုတ်နိုင်အောင်တွက်ထုတ်နိုင်မယ့်နည်းလမ်းလေးတွေကိုမျှဝေပြီးသွားမှာပဲဖြစ်ပါတယ်ဘလို့ percentage ပဲလားတွက်ထုတ်နိုင်ဖို့အတွက်ဆိုရင် percentage ရဲ့အခြေခံသဘောတရားလေးကိုသိကြပါအောင်နားလည်ထားရမှာပဲဖြစ်ပါတယ်ကျွန်တော်တို့က percentage လို့ဆိုလိုက်တာနဲ့သူ့ရဲ့ criteria တွေဖြစ်တဲ့ over 100 out of 100 per 100ဆိုတဲ့တရားပုံပုံရင်ဘယ်နှပုံကိုညီညွတ်လဲဆိုတာကိုသိထားရမှာဖြစ်ပါတယ်။ဥပမာအဖြစ်ကျွန်တော်တို့က percentage လို့ပြောလိုက်တာနဲ့သူ့ရဲ့ criteria ဖြစ်တဲ့ over 100 out of 100 per 100တရားပုံပုံရင်ဘယ်နှပုံလဲဆိုတာကိုညီညွတ်မှန်သိထားရမှာပဲဖြစ်ပါတယ်။ဒါကြောင့် 2% လို့ပြောလိုက်တာနဲ့တရားပုံပုံရင်2ပုံဒါကြောင့် 2% equal to 2 over 100ထပ်မံပြီးတော့ 5% လို့ပြောလိုက်တာနဲ့ဒါဟာဆိုရင်တရားပုံပုံရင်9ပုံမှန်တည်ထားမှာဖြစ်ပါတယ်ဒါဆိုရင် 5% equal to 5 over 100ဆိုတာကိုတည်ထားမှာပဲဖြစ်ပါတယ်ဒီလိုအခြေခံသဘောတရားကိုသိသွားပြီဆိုရင်မနေ့ကတင်ပေးခဲ့တဲ့ percentage alert 20ဆိုတာ alert 20မဟုတ်တော့ဘဲနဲ့ percentage ရဲ့အခြေခံသဘောတရားပါလားလို့သိသွားမှာပဲဖြစ်ပါတယ်ဥပမာမနေ့က percentage alert 20နဲ့တွက်ထုတ်ခဲ့တဲ့ 20% or $50မှာဆိုရင်ဘယ်လိုဖြစ်ပေါ်လာလဲဆိုတော့ 20% ဆိုတော့ percentage ရဲ့အခြေခံသဘောတရားအရ20 over 100 off ဆိုတော့ multiply ဒီလိုနေရာမှာကျွန်တော်တို့က fraction ဖြစ်သွားပြီဆိုရင် numerator ချင်းခြေလို့ရရင်ခြေမယ် denominator ချင်းခြေလို့ရရင်ခြေမှာဖြစ်တဲ့အတွက် numerator 3ညာတစ်လုံးနဲ့ denominator 3ညာတစ်လုံး numerator 3ညာတစ်လုံးနဲ့ denominator 3ညာတစ်လုံးခြေပြီးရဲ့နောက်မှာခြေလို့မရရဲ့နောက်မှာခြေလို့မရတော့ဘူးဆိုရင် numerator ချင်းမြှောက်မယ် denominator ချင်းမြှောက်မယ်ဆိုတဲ့ basis operation အရာကျွန်တော်တို့မြှောက်လိုက်တယ်ဆိုရင်2 times 5ဆိုတော့$10ရရှိမှာပဲဖြစ်ပါတယ်ဒါကိုကျွန်တော်တို့က3ညာတစ်လုံးချင်းခြေပြီးတော့ percentage alert 20ဆိုပြီးတော့မျှဝေပေးခဲ့တာဖြစ်ပါတယ်တကယ်တော့ကျတော့ percentage ရဲ့အခြေခံသဘောတရားကိုနားလည်သွားရင်ဒီလိုလေးတွက်ထုတ်သွားတာပါလားဆိုပြီးတော့သဘောပေါက်သွားမှာပဲဖြစ်ပါတယ်ဒီလို percentage ရဲ့အခြေခံသဘောတရားကိုနားလည်သွားပြီဆိုရင်မနေ့က percentage alert 20နဲ့တွက်ထုတ်လို့မရနိုင်တဲ့ပု္ပ္ပစာတွေဥပမာ36% or $25ဒီလိုပုံစံမျိုးမှာဆိုရင်3ညာတစ်လုံးချင်းခြေဖို့အတွက်ပါမလာခဲ့ဘူးပေါ့နော် percentage alert နည်းနဲ့တွက်ထုတ်လို့မရတော့ပါဘူးဒါဆိုရင်ကျွန်တော်တို့က percentage ရဲ့အခြေခံသဘောတရားကိုနားလည်ထားရင်အခုလိုမျိုးလွယ်ကူစွာတွက်ထုတ်နိုင်မှာဖြစ်ပါတယ်36% ဆိုတော့36 over 100 off ဆိုတော့ multiply $25ဒါဆိုရင်ကျွန်တော်တို့က numerator denominator ခြေစရာချင်းခြေမယ်ပေါ့နော် cancel လုပ်တယ်လို့ပြောလို့ရပါတယ်ဒါဆိုရင်ကျွန်တော်တို့က25 times 4အဲ့ဒီခါမှာကျွန်တော်တို့က numerator နဲ့ denominator နဲ့ကိုထပ်ကြည့်လိုက်တဲ့အခါ9ဒါဆိုရင်ကျွန်တော်တို့ကဘယ်လောက်ရမလဲဆိုတော့$9ဆိုပြီးတော့အလွယ်တကူတွက်ထုတ်သွားနိုင်မှာပဲဖြစ်ပါတယ် percentage ရဲ့အခြေခံသဘောတရားကိုပိုင်နိုင်သွားပြီဆိုရင်နောက်ထပ်တစ်ပုဒ်လောက်ထပ်မံပြီးတော့စူးစမ်းကြည့်ရအောင်နော်ဥပမာ28% or $75ဒါဆိုရင်28% လို့ပြောတာဖြစ်တဲ့အတွက်28 over 100 off ဆိုတော့ multiply $75ဒါဆိုရင် numerator ဖြစ်တဲ့75နဲ့ denominator ဖြစ်တဲ့100ကို25 times နဲ့ကျွန်တော်တို့ cancel လိုက်မယ်ဆိုရင်3 times
25ဆိုတော့75 25 times 4ဆိုတော့100အဲ့ခါမှာ4 times 7ဆိုတော့28ဆိုတော့ကျွန်တော်တို့ numerator နေရာမှာ7နဲ့3ကြိုင်ခဲ့တယ်ဒါဆိုရင်ကျွန်တော်တို့က7 times 3ဆိုတော့21 ဒေါ်လာဆိုပြီးအခုလိုမျိုးလွယ်ကူစွာတွက်ထုတ်သွားနိုင်မှာပဲဖြစ်ပါတယ်ဒါလောက်ဆိုရင်ဘယ်လို percent တွေပဲလာအလွဲတွက်ထုတ်သွားနိုင်တော့ပါပြီเนาะဒီလို percent တွေပုံစံတွေကိုတွက်ထုတ်သွားနိုင်ပြီဆိုရင်လက်တွေမှာကိုယ်လာပြီးတော့ 75% of 24 ဒေါ်လာနဲ့50 ဒေါ်လာဘယ်ဟာကိုရွေးချယ်မလဲလို့ဆိုပြီးတော့ရွေးချယ်ခွင့်ပေးခဲ့မယ်ဆိုရင်ဘယ်ဟာကိုရွေးချယ်မလဲပေါ့နော်ခဏလောက်စဉ်းစားနိုင်ပါတယ်အခုလိုမျိုးရွေးချယ်ခွင့်ပေးခဲ့မယ်ဆိုရင် percent တွေကိုကောင်းကောင်းနားလည်ပြီးတော့လက်တွေ့အသုံးချနိုင်တဲ့သူအဖို့ 75% or 24 ဒေါ်လာကိုပဲတေချာပေါက်ရွေးချယ်သွားမှာပဲဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ 75% ဆိုတော့75 over 100 off ဆိုတော့ multiply 24 ဒေါ်လာဒီနေရာမှာ numerator နဲ့ denominator ကို reduce လုပ်မယ်ဆိုရင်25 times 3 ဒီ75ဖြစ်ပြီးတော့25 times 4ဒီ100ဖြစ်ပါတယ်ဆက်ပြီးတော့ကြတော့4 times 6ဒီ24ဖြစ်တဲ့အတွက်3နဲ့ numerator 3နဲ့ numerator 6ကို multiply လုပ်မယ်ဆိုရင်3 times 6ဒီ18ဖြစ်တဲ့အတွက်18ဒေါ်လာရရှိမှာပဲဖြစ်ပါတယ်ဒါကြောင့် 75% or 24ဒေါ်လာဒီ80ဒေါ်လာနဲ့ညီမျှပြီးတော့ဘယ်သူကိုမဆို80ဒေါ်လာနဲ့50ဒေါ်လာကိုရွေးချယ်ခိုင်းမယ်ဆိုရင်ပိုများတဲ့ပမာဏဖြစ်တဲ့80ဒေါ်လာကိုရွေးချယ်သွားမှာပဲဖြစ်ပါတယ်ဒါလောက်ဆိုရင်ကျွန်တော်မျှဝေပေးခဲ့တဲ့ percent တွေရဲ့အခြေခံသဘောတရားလေးကိုကောင်းစွာနားလည်သွားမယ်လို့ညွှန်လင်းမိပါတယ်အားလုံးကိုကျွန်တော်ဆရာကျော်မြတ်ကနေကျေးဇူးတင်ပါတယ်